အားလုံးပဲမင်္ဂလာပါဒီကားလေးကတော့ Crown Royal Salon ရဲ့ EPS ကန်လေးဖြစ်ပါတယ်ဒါလေးကတော့အဖြစ်များတဲ့ thumb sensor လေးအကွေ့တွေမှာလေးနေတဲ့ sensor လေးဖြစ်ပါတယ် Crown တွေမှာအဖြစ်များတာကတော့ဘယ်အချမ်းလမ်းချမ်းနဲ့မောင်းတဲ့အခါမှာ CRN ဂန်းရှက်ရိုက်တဲ့အတန်ပုတ်ချောင်မှုရိုက်တဲ့အတန်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဘယ်အချမ်းကို EPS ကန်တစ်ချောင်းလုံးဖြုတ်မချဘဲနဲ့ကျွန်တော်တို့ဘုတ်ခုတ်ပြုတ်ပြင်ပေးမှာဖြစ်ပါတယ်ခန်းတစ်ချောင်းလုံးဖြုတ်ချစရာမလိုဘဲနဲ့ဒီဘယ်အချမ်းကနေဒီခါဆက်ဒီနေရာအပိုင်းလေးကနေကျွန်တော်တို့ဖြုတ်ပြီးတော့ပြုတ်ပြင်ပေးလို့ရမှာဖြစ်ပါတယ်ဒါဖြုတ်ထားတဲ့ပုံစံဒါဖြုတ်ထားတဲ့အပိုင်းလေးဖြစ်ပါတယ်ဟိုဘက်ထိပ်ကနေဒါဘုတ်အစ်စ်တစ်လုံးခုတ်ပြီးတော့ဒါအစ်စ်အစားတို့ထည့်မယ်ဆိုရင်ဂန်းရှက်ရိုက်တဲ့အတန်လေးပျောက်သွားမှာဖြစ်ပါတယ်ဒါဖြုတ်ထားတဲ့ပုံစံလေးကိုဘုဒ္ဓတာအနေနဲ့ပြတာဖြစ်ပါတယ်ကျွန်တော်တို့ဒါ crown နေနောက်တစ်ခု match နောက် modern မြင့် 4 တွေမှာလည်း EPS ဂန်းနဲ့လာပါတယ်ရေကြီးတတ်တဲ့ data တွေမိုးများလို့ရေကြီးတတ်တဲ့လမ်းတွေကိုတွားရင်တတိထားဆင်ခြင်ပြီးမောင်းဖို့လိုပါတယ်ရေမြုပ်ခဲ့ရင်တချမ်းလေးတချမ်းပေါ်ဖြစ်တာဒါမှမဟုတ်ရင် CRN လှည့်မရတာတွေလည်းဖြစ်တတ်ပါတယ်ခင်ဗျာအားလုံးလည်းဘ ഹു တုဒရရှိကြပါစေအန္တရာယ်ကင်းလို့လည်းဘေးရှင်းကြပါစေခင်ဗျာ